11 အပုမိ11ပါလို့ဆိုတာဆိုရှိတယ်အဲ့ဒီ11ပါတော့မိတွေကအဓိက3မျိုးကိုဒီကနေ့နာယူမှတ်သားကြရအောင်11အပုမိဆိုတာစာတိစရာပြာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာရာဂဒေါသစာတိယေစရာမရဏယေစာတိစရာမရဏတောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာပြီးတော့မှရာဂဒေါသမောဟအဲ့ဒါကိုပဲမိ11ပါလို့မြတ်စွာဘုရားဟောတာဖြစ်တယ်နော်အဋိဋ္ဌပရိယယသုံးမှာ11တိအပုမိတို့ဤငြိမ်းအေးရာဆိုပြီးမြန်မာတွေမှာ3နှစ်ရှိကြတယ်ပေါ့နော်အဲ့ဒီမိတွေနဲ့ကြုံတွေ့ကြရတယ်ဆိုပါစို့လူဘဝရလာပြီဆိုလို့ရှိရင်ပထမဆုံးတွေ့ကြုံရတဲ့ဟာကစာတိပဲမွေးဖွားလာတာကိုဘာကြောင့်မိလို့ခေါ်ရလဲလို့ဆိုရင်မွေးဖွားခြင်းကြောင့်ကြုံတွေ့ရမယ့်ဒုက္ခတွေအလုံးစိတ်ဆင်းရဲရတာတွေကိုယ်ဆင်းရဲရတာတွေအဲ့တော့စာတိမိလောင်လိုက်ပြီဆိုလို့ရှိရင်နောက်ဆက်တွဲတွေကအကောင်းမလာတော့ဘူးပေါ့နော်မွေးလိုက်တာနဲ့တပြိုင်နက်အလုံးဟာတာဝန်ရှိသွားတယ်ဘာတွေတာဝန်ရှိတော့ဆိုရင်ဘာတွေတက်ရောက်လာနိုင်တော့ဆိုရင်လူတယောက်ဟာလူလောကမှာမွေးလိုက်တာနဲ့တပြိုင်နက်လောကမှာတွေ့ကြုံရမယ့်ဒုက္ခတွေအတွက်သူကဆင်းသင်းဖြစ်သွားတယ်အကယ်၍မမွေးဘူးဆိုရင်ဒီဟာတွေကသူ့မှာဒါတွေရဖို့မရှိဘူးအဲ့တော့မွေးလိုက်တာနဲ့တပြိုင်နက်ဖြစ်လာမယ့်ဟာကဘာတော့ဆိုရင်အိုခြင်းပဲနောက်သေးခြင်းပဲစာတိဖြစ်လိုက်တာနဲ့တပြိုင်နက်အိုခြင်းနဲ့တာခြင်းသေခြင်းဆိုတာရှောင်လွဲလို့မရတော့အဲ့တော့ရှောင်လွဲလို့မရတော့ကြည့်လိုက်ပဲဆိုရင်ဒါစိတ်ပူပန်စရာတွေဖြစ်တယ်ပေါ့ပူပန်စရာတွေဖြစ်တယ်ရှုပ်ခန္ဓာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေမွေးဖွားလာပြီးတဲ့နောက်တဖြည်းဖြည်းအိုမင်းလာတာဟာစရမိရဲ့လောင်ကျွမ်းမှုလို့ခေါ်တယ်နုပြုံမှုတွေကပျက်စီးကုန်မီးလောင်တဲ့နေရာကြည့်လိုက်ပေါ့မီးလောင်တဲ့နေရာဟာမဲကြံရစ်တယ်ဘယ်နေရာမီးလောင်အယုတ်ဆိုးကြည်တံပြီးတော့မဲကြံရစ်တယ်အဲ့လိုပဲလူမှာစာတိမိကစလိုက်တာမွေးဖွားလိုက်တာနဲ့တပြိုင်နက်မွေးဖွားခြင်းကိုပဲဇာတိမိလို့ခေါ်ပြီးတော့မွေးဖွားလိုက်တာနဲ့တပြိုင်နက်ကိုယ်ဒုက္ခပြီးမှာပါတော့ဆိုစရာမရဏအဲ့ဒါတွေဟာပျက်စီးဆုံးရှုံးမှုတွေပဲလူပြုတ်မှုတွေကိုလောင်ကျွမ်းပြလိုက်တယ်လူရဲ့လူပြုတ်မှုမှန်သမျှကိုလောင်ကျွမ်းပြလိုက်တာဒါကြောင့်မို့စရာမိအသက်ရှင်သန်နေမှုတွေကိုလောင်ကျွမ်းပြလိုက်တာမရဏမိစာတိမိစရာမိမရဏမိစာတိကတော့သူ့ကိုအစာပြုတာမဟုတ်မိဟုသမျှကိုဖိတ်ခေါ်လို့သူ့ကိုမိလို့ခေါ်တဲ့သဘောရှိတယ်နော်ဒုက္ခတွေအလုံးကိုဖိတ်ခေါ်တာဖြစ်တယ်စာတိရဲ့စရာရဲ့မရဏရဲ့အဲ့ဒီနောက်မှာဒီသုံးခုကတော့အရင်ခံပဲပေါ့နောက်ဖြစ်လာနိုင်တာတွေကဘာတွေတုံးဆိုရင်တောကဘဝအတွက်စိုးရိမ်ရမှုတွေဘဝနဲ့ပတ်သက်ပြီးဆက်သွယ်လာတဲ့ကိုယ်ခန္ဓာကိုယ်အတွက်လည်းကိုယ်အတွက်လည်းစိုးရိမ်ရတယ်ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းစိုးရိမ်ရတယ်ကိုယ်ဆွေမျိုးသားချင်းတွေအတွက်လည်းစိုးရိမ်ရတယ်နောက်တစ်ခါ
ကိုပစ္စည်းတွေအတွက်လည်းဆိုရင်ရတယ်ကိုချမ်းမာရေးအတွက်လည်းဆိုရင်ရတယ်ဆိုရင်စရာတွေအများကြီးတက်လာနော်ဘာလို့လဲဆိုရင်နေဆိုတာပျက်စီးမှုနဲ့ကြုံတော့မယ်ဆိုရင်လည်းစိတ်ပူတယ်ကြုံနေရင်လည်းစိတ်ပူတယ်ကြုံပြီးတဲ့နောက်မှာလည်းစိတ်ပူတယ်လို့ပြောမှာဖြစ်တယ်အဲ့စိတ်ပူစရာတွေနဲ့တွေ့လိုက်တဲ့အခါမှာတောကဆိုတာဖြစ်တာဖြဒနာတရား၅ပါးဆိုတာရှိတယ်ညာတိဖြဒနာဆွေတွေမျိုးတွေပျက်စီးတယ်စိတ်ပူရတယ်ဘောဂဖြဒနာကိုယ်ပိုင်တဲ့ပစ္စည်းတွေအတွက်စိတ်ပူရတယ်ပစ္စည်းတွေပျက်စီးတယ်ဆုံးရှုံးတယ်ရောဂဖြဒနာယောဂရတယ်နော်ယောဂရခြင်းဟာဖြဒနာတစ်ခုပဲဘာပျက်စီးတာတော့ဆိုကျမ်းမာမှုပျက်စီးတာအဲ့ဒါကျမ်းမာရေးပျက်စီးသွားလို့ရောဂဖြဒနာလို့ခေါ်တာအဲ့ဒါနဲ့ဆိုရင်ရတာပဲဆိုရင်ကြတာပဲတောကဖြစ်ရတယ်နောက်တစ်ခါကျတော့သီလပျက်စီးတာသီလကတော့ပျက်စီးလို့ဆိုရင်လည်းလို့ဆိုတော့တော်ရှားပါလိမ့်မယ်သို့တော့သီလပျက်စီးလို့ရှိရင်နောက်မျောလင်းချက်ဘဝတွေမှာကောင်းရသူတိမရောက်နိုင်ဘူးကိုကျင့်သီလပျက်စီးသွားလို့ရှိရင်မကောင်းတဲ့အကျိုးဆက်တွေလာတော့သူလည်းဆိုရင်ရပဲဒိဋ္ဌိပြဒနာအယူဝါဒအတွေးခေါ်တွေပျက်စီးသွားပြီဆိုရင်အဲ့ဒီအယူဝါဒပျက်စီးသွားမှုကိုအခြေခံပြီးတော့မကောင်းတာတွေဖြစ်လာမယ်မကောင်းတာတွေဖြစ်လာပြီဆိုရင်ရတဲ့တောကဆာဖြစ်လာဒါကြောင့်ပြဒနာတရား၅ပါးကြုံလိုက်တာနဲ့တောကဆိုတဲ့မိကကိုယ်လောင်တော့တာပဲဒါမို့တောကဟာလည်းမိပဲနော်စာတိမိစရမိပရဏမိတောကမိတောကမိလောင်တဲ့အခါမှာမထိန်နိုင်မသိနိုင်တဲ့အခါကျတော့အတန်ထွက်ပြီးတော့ပုံမှန်မဟုတ်တဲ့အတန်နဲ့လူတွေဟာမြည်တမ်းကြတယ်ငိုချွေးကြတယ်အဲ့ဒါကိုပရိဒီဝမိလို့ခေါ်တယ်ပုံမှန်အတန်မဟုတ်ဘူးတောကလွှမ်းမိုးထားတဲ့အတန်နဲ့ငိုတာအဲ့ဒါကိုပရိဒီဝလို့ခေါ်တယ်အဲ့တော့ပရိဒီဝစိတ်ကြောင့်ဖြစ်တဲ့အတန်မှပါလာတယ်သူကအတန်တွေမကောင်းတဲ့ငိုချွေးတဲ့အတန်ပရိဒီဝမိနောက်တစ်ခုကဒုက္ခကာယကဒုက္ခကာယကဒုက္ခဆိုတာသွားကြိုက်တာတို့နားကြိုက်တာတို့ခန္ဓာကိုယ်မှာဖြစ်တဲ့နာကျင်မှုတွေတို့အဲ့ဒီနာကျင်ခံရခဲ့မှုတွေကဒါဟာဒုက္ခဆိုပြီးပဲဒါလည်းပဲစိတ်ကိုပူလောင်စေတတ်တာဖြစ်လို့ဒုက္ခစိတ်ထဲမှာမကြေမချမ်းဖြစ်နေတာထောမနတအလိုမကျဖြစ်လို့စိတ်ထဲမှာမကြေမချမ်းစိတ်ခံစားမှုရှိနေတာအဲ့ဒါထောမနတဥပါယတဆိုတာဒေါသကြီးမားလွန်အားကြီးပြီးတော့စိတ်ပင်ပန်းနေတာဥပါယတအဲ့တော့စာတိစရာပရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတရှစ်ခုနော်အဲ့ဒီမှာရာဂဒေါသမောဟဒီသုံးခုထည့်လိုက်တဲ့အခါကျတော့ဒီအကုသလမူလသုံးခုရာဂဒေါသမောဟသုံးခုထည့်လိုက်တဲ့အခါကျမိ30ပါးလို့ဖြစ်တယ်လောကမှာဘဝမှာလောင်ကျွမ်းစေတတ်တဲ့မိတွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီဣတိဝုဒ္ဓကပါဠိမှာမိ3ပါးဆိုပြီးတော့ဟောတာရှိတယ်အဲ့ဒီသုံးလေးကိုဒီနေ့နားထောင်ကြည့်အောင်တယောမိဘိက္ခွေအခီယဟန်တို့မိဆိုတာ3ခုရှိတယ်ဒါတိသုတ်တန်အရာမှာ3မျိုးပဲဟောတာဗျာမိ30ပါးတဲ့ကရာဂဒေါသမောဟတာကိုပဲဟောတယ်နော်မိဆိုတာအဲ့တော့မိဆိုတာ3မျိုးရှိတယ်ဆိုတာဒါတင်စားပြီးတော့ပြောတဲ့စကားတင်စားပြီးတော့ပြောတာမိလို့ပူတဲ့အရာတွေပဲ
မီးလူပူလောင်စေတတ်တဲ့အရာအယုတ်ဆိုးကြည်တန့်စေတတ်တယ်မီးသည်လောင်တတ်တယ်လောင်ခံရလို့ရှိရင်လည်းအယုတ်ဆိုးကြည်တန့်ဖြစ်တယ်လောင်လဲလောင်တယ်လောင်တဲ့နေရာမှာအယုတ်ဆိုးကြည်တန့်ဖြစ်ကြရင်အဲ့ဒါ၃မျိုးရှိတယ်တဲ့ကတမိတယောပဲသုံးပါလဲဆိုရင်ရာခေခိရာဂတိဟုသောမိဒေါသခိဒေါသဆိုတဲ့မိမောဟခိမောဟဆိုတဲ့မိလို့မိသုံးပါမိသုံးမျိုးဒါကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနစာတိမိတို့စရာမိတို့မရဏမိတို့ဆိုတာယုံနဲ့ပတ်သက်တာတွေအဲ့ဒါတောကဆိုတာကြတော့နန္တရားနဲ့ပတ်သက်တယ်ပရိဒေဝကရှုံနဲ့ပတ်သက်တယ်ဒုက္ခကနာနဲ့ပတ်သက်တယ်ဒေါမနတကလည်းနာနဲ့ပတ်သက်တယ်ဥပါယတကလည်းနာနဲ့ပတ်သက်တယ်အဲ့ဒီပဲဒေါမနတဆိုတာစိတ်ခံစားချက်ကိုပြောလိုက်တာအခုကကြတော့ဒေါသလို့ပြောတာဒေါသနဲ့ဒေါမနတအမြဲတမ်းတွယ်နေတယ်ဒေါသဖြစ်ပြီဆိုရင်စိတ်ခံစားချက်မှုလာတယ်တောကဖြစ်တာလည်းစိတ်ခံစားချက်မှုပဲအဲ့တော့အဓိကအရင်ကဒေါသပဲဒေါသဖြစ်လို့တောကမီးတို့နော်ဒေါမနတမီးတို့လာတာအဲ့ဒေါသကိုပဲဥပါယတမီးလို့လည်းခေါ်တယ်အဲ့တော့ဒေါသရဲ့နာမည်တွေပဲဒေါသရဲ့သရုပ်တွေပဲဒေါသရဲ့ဒေါသနဲ့ပတ်သက်ပြီးတော့ဥပါယတရဲ့ဒေါသရဲ့ဥပါဒယတရဲ့ဒါတိုက်ရဲ့ဒေါသနဲ့ပတ်သက်ပြီးလာတာကြတော့တောကနဲ့ဒေါမနတအဲ့တော့ဒေါသနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမိတွေဟောတာဗျာအဲ့ဒီမဲ့ရာဂနဲ့ပတ်သက်တဲ့မိမပါဘူးခုနပြောတဲ့ထင်မှာမိမပါသေးဘူးဒါကြောင့်မို့ဒါရာဂမိကတိတသောကပရိဒီဝဒုက္ခဒေါမနတဥပါယတထဲမှာဒေါသနဲ့ပတ်သက်တဲ့မိတွေပါတယ်ရာဂနဲ့ပတ်သက်တာကြတော့ရာဂမိလို့ပဲပြောတယ်မောဟမိဆိုတာလေရှစ်ခုအုပ်စုထဲမှာမပါဘူးအဲ့တော့ပေါင်းလိုက်တဲ့အခါမှာလောကမှာတစ်ဆက်တတိအပူမီလူတွေကိုခုံတရေလည်းပျက်စီးစေတတ်တယ်ရှုပ်အဆင်းကိုလည်းပျက်စီးစေတတ်တယ်ခုံတရေကိုလည်းညှိုးနွမ်းစေတတ်တယ်ဆိုတဲ့အဲ့ဒီမဲ့အဆိုးဆုံးကရာဂမိဒေါသမီမောဟမိဒီမိတွေအဆိုးဆုံးပဲကျန်တာတွေတဲ့ဆိုးတယ်သူကဒါကြောင့်မို့ဒီမိသုံးမျိုးကဒါအဓိကကြတယ်ဒီသုံးမျိုးကိုသီးသန့်ထုတ်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့လိုဟောပြီးတော့မိသုံးမျိုးရှိတယ်တဲ့ရာဂဆိုတဲ့မိဒေါသဆိုတဲ့မိမောဟဆိုတဲ့မိဆိုလို့ရှိရင်လောင်ကျွမ်းစေတတ်တယ်အဲ့ဒီလောင်ကျွမ်းစေတတ်တဲ့နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပါဟောတော့ရာခေခိဒေတိမစ္စေရတ္တေကာမေတုမုတ်စီတေကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာမဲ့မောတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ရာဂမိလောင်တတ်တယ်ရာဂဆိုတဲ့မိရလောင်တယ်ကျန်တဲ့ပုဂ္ဂိုလ်လောင်တာမဟုတ်ဘူးရတ္တဆိုတာတွေ့တာတယ်မဲ့မောတယ်နော်တွေ့တာမဲ့မောတယ်ဘယ်ဟုတ်တွေ့တာမဲ့မောတာတော့ဆိုကာမကာမေတုရတ္တိမုတ်စီတေကာမဂုဏ်ဒီပေါ်မှာတွေ့တာပြီးတော့မိမောနေတာကာမအာယုံပေါ်မှာမိမောတယ်ဆိုတာအဲ့ဒီပေါ်မှာသူကရစ်မှုပြီးတော့ဖြစ်နေတာကာမဂုဏ်အာယုန်တွေပေါ်မှာရှင်မူးနေတဲ့ပုဂ္ဂိုလ်ဟာရှင်မူးနေတဲ့ပုဂ္ဂိုလ်ကိုရာဂမိကလောင်ကျွမ်းစေတယ်ရာဂမိကလောင်ကျွမ်းတတ်တယ်သူ့ရဲ့နေမှာရာဂမိလောင်တာပဲဒါမီးလောင်နေဆိုတာတမားအဖြစ်တော့လူတွေကမသိကြဘူးမီးလောင်ခံရတယ်ဆိုတာအဖို့တန်တဲ့ပစ္စည်းတွေဆုံးရှုံးတာပေါ့အဲ့တော့ရာဂမိကြောင့်
လူတွေရဲ့တဏ္ဍမှာပါတော့ဆိုအဖို့တန်နဲ့ကုသိုလ်တရားတွေဆုံးရှုံးသွားတာရာဂဖြစ်နေပြီဆိုရင်ကုသိုလ်တရားတွေအလောင်းခံလိုက်ရတာပဲလေပျက်စီးသွားတာမလားတော့ကုသိုလ်စိတ်တွေမဖြစ်နိုင်တော့ဘူးဒါရာဂမီးလောင်တာဘယ်လိုပုဂ္ဂိုလ်တုံးဆိုရင်ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမက်မောနေလို့ရှိရင်ရာဂမီးလောင်တတ်တယ်အဲ့တော့ကာမဂုဏ်ဆိုတာဘာခေါ်တာလဲကာမဆိုတာလူချင်းစရာအာယုန်တွေကိုကာမလို့ခေါ်တယ် sense of pleasure လူချင်းစရာနှစ်သက်စရာတွေကိုအဲ့ဒါတွေဘယ်မှာရှိတာတော့မျက်စိကမြင်တာလူချင်းစရာနှစ်သက်စရာနားကကြားရတယ်လူချင်းစရာနှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှုလို့ရတယ်လူချင်းစရာနှစ်သက်စရာအနံ့လျှာနဲ့အရသာခံရတဲ့လူချင်းစရာနှစ်သက်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတယ်လူချင်းစရာနှစ်သက်စရာတော့လူမျက်စိနဲ့ဆက်သွယ်လာတာရှိတယ်နားနဲ့ဆက်သွယ်လာတာရှိတယ်နှာခေါင်းနဲ့ဆက်သွယ်လာတာရှိတယ်ကိုယ်ကာယနဲ့ဆက်သွယ်လာတယ်ဟောဒါလွဲလို့ပါရှိသေးတော့စဉ်းစားကြည့်လိုက်နာမည်တွေလျှောက်တတ်ရင်တော့မပြီးနိုင်တော့ဘူးပေါ့နော်နာမည်တွေလျှောက်တတ်ရင်အဝတ်ထဲစိတ်ရွှေရတနာအင်္ဂေဟာပြောလို့ဆုံးနိုင်ဘူးနော်အဲကြောင့်မို့မျက်စိနဲ့မြင်ရတဲ့နှစ်သက်စရာအာယုနာနဲ့နားထောင်ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှုရတဲ့နှစ်သက်စရာအနံ့ရှာနဲ့လေရတဲ့နှစ်သက်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထိတွေ့အဲ့ဒါဆိုလူတွေကကြိုက်ကြတယ်ကြိုက်တယ်ဆိုတာတွေ့တာလားကြိုက်ပြီးတော့အဲ့ဒီပုံမှာကိုသူ့ရဲ့ဒီအာယုံရဲ့လွှမ်းမိုးချုပ်ကိုက်မှုကိုခံရတယ်တတန်တတာဖြစ်နေတာအဲ့ဒါကိုပြောတာရတ္တိကာမေတုမௌစီတေရတ္တိကာမေတုမௌစီတေနှစ်သက်စရာအာယုန်ဒီပေါ်မှာမမောတွေ့တာပြီးနေတဲ့တတ္တဝါတွေကိုတဲ့ရာခေခိတဟတိရာဂမိရလောင်တယ်အဲ့တော့ဘယ်လိုလောင်တာတော့ဆိုရင်လူတယောက်ဟာဒီရာဂမိထကြွတောင်းညံ့နေတဲ့အချိန်မှာသူ့တဏ္ဍမှာကုသိုလ်စိတ်ဆိုမဖြစ်တော့အဖို့တန်တဲ့ကုသိုလ်စိတ်တွေသူဆုံးရှုံးသွားတယ်အဲ့ဒါတွေကဖြည့်ဆည်းခံလိုက်ရတယ်လို့ပြောတာတမန်နေထားအပြင်ဆိုရင်သူကပုံမှန်စိတ်ကလေးကကောင်းတယ်ဖြူစင်တယ်အဲ့တော့ရာဂဝင်လိုက်တာနဲ့တပြိုင်နက်သူဟာပုံမှန်စိတ်အခြေအနေမဟုတ်တော့ဘူးရာဂလွှမ်းမိုးသွားတဲ့စိတ်ဖြစ်သွားတယ်အဲ့တော့ရာဂရှိနေတဲ့ပုဂ္ဂိုလ်တယောက်လွှမ်းမိုးခြင်းခံရတဲ့ပုဂ္ဂိုလ်တယောက်ကဘာလုပ်တုံးဆိုရင်သူများအသက်တတ်ဖို့လည်းဝန်မလေးဘူးသူများဥစ္စာခိုးဖို့လည်းဝန်မလေးတော့ဘူးသူတို့ဘာတမယပြစ်မှာဖို့လည်းဝန်မလေးတော့လိန်ပြောဖို့ရလည်းအဆက်ဖြစ်တယ်မူရစေဝသုံးဆွဲဖို့လည်းဖြစ်တယ်ဆိုလိုတာဒုစရိုက်မှန်သမျှလုံနိုင်အဲ့လိုလုံတာကွာရာဂမိလောင်တာလို့ခေါ်တယ်အဲ့လိုဖြစ်သွားလို့ရှိရင်ဒါရာဂမိလောင်တာနော်ရာဂမိလောင်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာရာဂမိအလောင်ခံရတာနဲ့သူဟာအယုတ်ဆိုးကြည်တံဖြစ်သွားတယ်ရုပ်ဆိုးသွားတယ်လူထဲမှာဆိုရင်သိက္ခာမဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒီလူကပါတယ်ဆိုရင်ပမာစကားမှပြောတယ်လေရာဂမိလောင်ပြီဆိုရင်ဒီလူရဲ့လောဘကြီးတယ်လောဘကြီးတယ်ဆိုရက်ခပြေးတက်ခံလိုက်ရကြီးတယ်ဆိုတာဘာဘူးညာဘူးဆိုတာရှိသေးတယ်နော်အဲ့ဒါကြတော့ပို့ရုပ်ဆိုးသွားတယ်ရာဂဖြစ်ပြီဆိုလို့ရှိရင်အယုဆိုးကြည်တတ်တဲ့သိက္ခာမဲ့တဲ့အမိနာမတွေရသွားတယ်သိက္ခာမရှိတဲ့အမိနာမတွေရသွားတယ်ဒုစရိုက်လုပ်ငန်းလုပ်ပြီဆိုရင်ဒုစရိုက်သမားလူဆိုးဆိုတဲ့အနေအထားမျိုးရသွားအဲ့ဒါရာဂမိလောင်လို့ဖြစ်တာလေ
ရာဂကသူ့ဂုဏ်သိက္ခာတွေကိုလောင်ကျွမ်းပြစ်လိုက်တာအယုတ်ဆိုးကြည်တန့်သွားပြီဒါကဒီဘဝရင်လောင်တာနော်ဒီဘဝရင်လောင်တာအဲ့ဒီမီးလောင်နေတာကိုမငြိမ့်သက်ဘူးဆိုလို့ရှိရင်နောက်ဘဝမှာလည်းပဲငရဲမိလောင်တာခံရတယ်တိရစ္ဆာန်ဘဝရောက်တာခံရတယ်ပြိတ္တာဘဝမှာဒုက္ခခံရတယ်ဒုက္ခမိရဆက်လောင်မှာအကြရာဂမိလောင်တဲ့အချိန်မှာမငြိမ့်သက်လိုက်ဘူးဆိုရင် तू ကဆက်လောင်သွားနော်ဘဝမှာဆက်လောင်သွားနိုင်အဲ့တော့မြတ်စွာဘုရားကဒါလေးကိုဟောတယ်ရာဂခိဓတိမစ္စေရတ္တိကာမေတုမုတ်စီတေကာမေတုလိုချင်စရာအာယုန်တို့၌ရတ္တိဆွဲမဲ့နေကြတဲ့မုတ်စီတေတွေ့ဝေမိန်မောပြီးတော့နေကြတဲ့မစ္စေတရဝတေကိုရာဂခိရဟတိရာဂမိကလောင်လိုက်တယ်ရာဂမိလောင်လိုက်သည့်အတွက်ကြောင့်ဂုဏ်သိက္ခာတွေလည်းပြောင်းသွားတယ်မကောင်းတဲ့အမိနာမတွေရရှိတယ်ဒုစရိုက်တွေလုပ်တယ်အဲ့ဒီအနေတခါဆက်ပြီးတော့ငရဲမိလောင်တာခံရအောင်ပဲလို့ဆိုလိုတာနော်ဒေါသခိပါဏဖြပန်နေနရိပါဏတိပါတိနောတဲ့စိတ်ကပုံမှန်မဟုတ်ဘဲနဲ့ဒေါသရဲ့လွှမ်းမိုးမှုကိုခံရတဲ့သူများအသက်ကိုတတ်တတ်တဲ့နော်လူသက်သမားတရဝါတွေကိုတပ်ဖြတ်တဲ့သူများအသက်ကိုနော်တစ်ဆက်ကလေးမှအကျဉ်းတရားမရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ဒေါသမိလောင်တာတဲ့အဲ့တော့ဒေါသမိကသူများအသက်တတ်မှဒေါသမိရဲ့လို့မဟုတ်ဘူးစိတ်ဆိုးတယ်စိတ်တူတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒေါသမိလောင်တာပဲဒေါသမိလောင်လိုက်လို့ရှိရင်သိတာလိုက်တယ်ဒေါသဖြစ်လိုက်တာနဲ့လူရဲ့မျက်နှာအရဲတက်လာမျက်လုံးတွေနီးလာတယ်အသားတွေဆက်ဆက်တုံလာတယ်ပါးစပ်ကနေမငဆဆဲရီတိုင်းထွာလာတယ်မပြောသင့်တဲ့စကားတွေပြောလာတယ်မပြောရဲတာတွေပြောလာတယ်အဲ့ဒါဒေါသမိလောင်တယ်လို့ခေါ်တယ်နော်အဲ့တော့ဒေါသမိလောင်လိုက်တဲ့ပုဂ္ဂိုလ်ကလည်းအယုတ်ဆိုးကြည်တန်သွားတာပဲလူကုန်သိက္ခာဆိုတာမရှိတော့ဘူးလောင်ခံလိုက်ရပြီသူ့ရင်ထဲမှာရှိတဲ့စိတ်ကောင်းနှလုံးကောင်းတွေအကုန်ဖြည့်ဆည်းခံလိုက်ရတယ်ဒါကြောင့်မို့သူ့ကိုလည်းဒေါသကိုလည်းမီးလို့ပြောတာနော်စိတ်ကောင်းနှလုံးကောင်းတွေအကုန်သွားပြီမရှိတော့ဒါကဒီဘဝလက်ရှိဘဝအဲ့ဒီကနေဆက်လက်ပြီးတော့ငရဲရောက်ရင်တော့တကယ်ကိုလောင်ခံရတဲ့ဒုက္ခတရိစ္ဆာန်ဘဝပြိတ္တာဘဝတွေမှာလည်းလောင်ခံရမယ်အဓိကအပြင်ဒေါသမီးဆိုးဆုံးလောင်တာကဒေါသထွက်ပြီးတော့သူများအသက်ကိုတတ်တဲ့ဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုဒါကဒေါသမီးကလောင်နေတဲ့မောဟခိပဏတမ္မှုနေရိယဓမ္မေအကောဝိတိဘုရားရဲ့အဆုံးအမတရားတွေပေါ်မှာသိနာလဲခြင်းမရှိတဲ့အမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးနေတဲ့ပုဂ္ဂိုလ်တွေကိုမောဟမီးကလောင်တယ်အဲ့တော့မောဟမီးလောင်တယ်ဆိုတာဘယ်လိုလောင်တာလဲမောဟမီးလောင်နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာခုနလိုဒေါသကြီးတာလည်းမဟုတ်ဘူးလောဘဖြစ်တာလည်းမဟုတ်ဘူးမောဟမီးလောင်ပြီဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာ तू မသိဘူးမသိုံနဲ့မကဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်တော့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်ထင်ပြီးတော့လှုပ်လိုက်တော့ပြဿနာတက်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးဆိုပြီးမလှုပ်ဖဲနေလိုက်တဲ့အခါကျတော့အကျိုးတွေဆိုးရုပ်သွားတယ်အဲ့ဒါမောဟမီးလောင်တယ်လို့ခေါ်တယ်ဩမောဟမီးကရင်ရင်လေးပဲလောင်သွားတာလောင်မှမသိလောင်သွားတာလှုပ်သမျှပြောသမျှစကားလှုပ်သမျှအလုပ်တွေဟာကိုယ်ကာဖြစ်တယ်အဲ့ဒါမောဟမီးမလှုပ်တဲ့နာတွေလှုပ်ကိုယ်ကာဖြစ်တယ်လှုပ်တဲ့နာမလှုပ်ရင်လည်းအကျိုးတွေပျက်စီးတယ်ဘဝမှာဆုံးရှုံးနစ်နာမှုတွေနဲ့သွားတယ်အမှန်တရားကိုမသိဘူးမောဟမီးလောင်ပြီဆိုရင်အမှန်တရားကိုမသိဘူးဒီစကားပြောတဲ့သလားမပြောတဲ့ဘူးလားပြောလိုက်တယ်ပြဿနာတက်တယ်ဒီအလုပ်လုပ်တဲ့သလားမလုပ်တဲ့ဘူးလားမသိဘူးပြဿနာတက်တယ်သူ့အလုပ်ကပြဿနာတွေဖြစ်လာတယ်ပြဿနာဖြစ်လို့ဒါတွေဖြေရှင်းရတာနဲ့ပဲသူဟာသွားရောဘဝမှာအဲ့ဒါမောဟမီးလောင်တယ်လို့ခေါ်တယ်
နော်တရားကိုလည်းမသိဘူးအဲ့တော့ရာဂမိကတွေ့တာတတ်မဲ့တတ်တဲ့ပုဂ္ဂိုလ်တွေကိုလောင်ပြီးတော့ဒေါသမိကတော့ရက်ဆက်တဲ့ပုဂ္ဂိုလ်တွေကိုလောင်တယ်မောဟမိကတော့တရားအသိမရှိတဲ့ပုဂ္ဂိုလ်တွေကိုလောင်တယ်အကျဉ်းချုပ်ပြောမှဆိုတာနော်ရာဂမိကအာယုန်တွေပေါ်မှာတွေ့တာတတ်တဲ့ပုဂ္ဂိုလ်တွေကိုလောင်တယ်ဒေါသမိကနော်ရက်ဆက်တဲ့ပုဂ္ဂိုလ်တွေကိုလောင်တယ်မောဟမိကအမှန်မသိတွေးဝေးတဲ့ပုဂ္ဂိုလ်တွေကိုလောင်တယ်အတိတရားကင်းတဲ့ပုဂ္ဂိုလ်တွေကိုမောဟမိလောင်တယ်ဟုတ်ပြီအဲ့လိုမိကိုမသိဘူးဆိုရင်ဘာလို့ဖြစ်လဲဣတိအခီအသနန္တာတက္ကာယဖိရတပ္ပစာတဲ့မြတ်စွာဘုရားအဲ့ဒီရာဂတို့ဒေါသတို့မောဟတို့ကိုမိမှန်မသိဘူးဆိုလို့ရှိရင်မိကိုမိမှန်မသိဘူးလောင်တာကိုလောင်မှမသိလိုက်တယ်အဲ့လိုမိမှန်မသိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတက္ကာယပိရတပ္ပစာမသိတဲ့ပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေဖြစ်တယ်မုန်းတိမှုတွေလည်းဖြစ်တယ်မှန်မသိမှုတွေလည်းဖြစ်တယ်ရထားတဲ့အခြေအနေတစ်ခုပေါ်မှာတွေ့တာခြင်းမုန်းတိခြင်းအမှန်မသိခြင်းဆိုတာတွေပေါ်မှာသူဟာတဝဲလဲလည်းဖြစ်နေအဲ့တော့တဝဲလဲလည်းဖြစ်တော့ဘာဖြစ်လဲတေဝတ္တယန္တိနိရယတိရိစ္ဆာနိသယောနိယောအတုရံပိဋိဝိသေယအမုဒ္ဒပါဏမာရပဏနာအဲ့ဒီမီးလောင်တာကိုမီးမှန်မသိတဲ့ပုဂ္ဂိုလ်တွေဟာမသိလို့အလောင်းခံရပြီးတဲ့နောက်မှာကြုံတွေ့ရမယ်ရလတ်ကအမတမဆိုးတယ်ရာဂဒေါသမောဟမီးတွေလောင်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမီးတွေကပို့ပြီးတော့ကြီးမားတိုးတက်များပြားလာပြီဆိုလို့ရှိရင်ဥပမာရာဂကလည်းပဲလောင်မှုကအားကောင်းလာတယ်ဒေါသလောင်မှုကအားကောင်းလာတယ်မောဟလောင်မှုကအားကောင်းလာတယ်ဆိုဘာဖြစ်လဲဆိုငရဲဘဝငရဲကြတယ်ငရဲမိတွေလောင်ခံရတယ်ငရဲဒုက္ခတွေခံရတယ်တိရိစ္ဆာနယောနိတိရိစ္ဆာန်ဘဝရောက်သွားတယ်အဲ့မှာစဉ်းစားကြည့်ငရဲဆိုတာကြတော့ချမ်းသာတဲ့အချိန်လေးကတစ်စက်မှမရှိတာငရဲနိအယနိရယဆိုတာနိအယအယဆိုတာချမ်းသာဒုက္ခနိဆိုတာကင်းနေငရဲဘဝဆိုတာတစ်စက်လေးမှချမ်းသာဒုက္ခမရှိတဲ့နေရာချမ်းသာဒုက္ခကင်းကွာနေတဲ့နေရာနိရယတိရိစ္ဆာနကြတော့တိရိစ္ဆာန်ဘဝဆိုတာလုံခြုံမှုမရှိဘူးအညမညခါရိကအချင်းချင်းသတ်စားကြတယ်ဒုဗ္ဗလခါရိကအားနေတဲ့အကောင်ကိုအားကြည့်တဲ့အကောင်ကအနိုင်ကျင့်သတ်စားတယ်ဒီကောင်တစ်ကောင်သတ်စားနေတာတိရိစ္ဆာန်ဘဝလုံဒီထဲကလူတွေကလည်းသတ်စားသေးတယ်တိရိစ္ဆာန်တွေကနိုင်ကျင့်ခံနေရတယ်အဲ့တော့ဒီဒုက္ခကြီးတွေနဲ့ကြုံတွေ့ရတာပဲအဲ့ဒါဘယ်သူကြောင့်တွေ့တာတော့ဆိုမိလောင်ခံထားရလို့တွေ့တာနော်ရာဂဒေါသမောဟမိဆိုတာမသိလို့ဖြစ်တယ်အတုရံပိဋိဝိတယံအတုရကာယနော်ပြီးတော့ပြိတ္တာအတုရကေဆိုမတောက်ပါတဲ့ဘဝအတုရကာယဆိုတာတောက်ပမှုမရှိတဲ့နှုံချတဲ့ဘဝပြိတ္တာထဲမှာအနှုံစားအခြားစားဆင်းရဲနွမ်းပါတဲ့ဥပမာလူဘဝမှာလည်းရပြီးတော့လုံးဝတောက်ပမှုမရှိပဲနဲ့တနေ့လုံးမှတနေ့စားဆင်းရဲဒုက္ခနဲ့နေရတာလည်းညစ်တိညစ်ပတ်မှနေရတယ်နော်စားရတာလည်းအကောင်းမဟုတ်ဘူးအများကြီးပဲလူတွေထဲမှာကိုရှိတယ်နော်အိမ်မရှိရမရှိသုတ်တန်ထဲမှာနေတယ်သူများကြွေးတာပေးတာလေးစားနေရတယ်တော့အဲ့ဒါမျိုးတွေလူထဲမှာလည်းပဲဘုံကမရှိတော့ဘူးဆိုလို့ရှိရင်အဲ့လိုဖြစ်တယ်အဲ့တော့ပြိတ္တာဘဝအတုရကေဘဝအမုဒ္ဒပါရပဏနာ
မီးလောင်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ဟာမီးကိုမငြိမ့်သက်နိုင်ဘူးဆိုလို့ရှိရင်ငရဲကြတယ်ငရဲလည်းမလွတ်နိုင်ဘူးတရိစ္ဆာန်ဘဝရောက်တယ်မလွတ်နိုင်ဘူးတရိစ္ဆာန်ဘဝမြတ်ဘလောက်ကြောက်စရာကောင်းလို့ဆိုစဉ်းစားကြည့်ပါနော်ကိုသိတဲ့တရိစ္ဆာန်ပဲကြည့်မသိတဲ့တရိစ္ဆာန်တွေအများကြီးပဲကိုတွေ့နေတဲ့တရိစ္ဆာန်တွေကြည့်လူတွေစားနေတဲ့ချက်တွေချက်သားစားနေကြအဲ့တော့ချက်ဘဝတောင်မရောက်လိုက်ဖ ೇನೆ ဥဘဝတည်းပဲတနေ့ကိုနဲတာမဟုတ်ဘူးဥထဲမှာလည်းပဲအသက်ရှိတယ်လေအသက်ရှိလို့ဒါမပုတ်တာအသက်မရှိရင်ပုတ်သွားမှာပဲဒါအသက်ဝင်နေပြီအဲ့တော့ဒီကောင်ဟာချက်ဘဝတောင်မရောက်လိုက်ဘူးဥဘဝနဲ့ပဲသိသွားတယ်ငါဆိုလို့ရှိရင်ငါမိခင်တကောင်ကဥပေါင်းဘလောက်ဥချီလိုက်မယ်ဆိုရင်ဘယ်သူမှသိချာရေးအတွက်မထားလို့တန်းချီရှိတယ်နော်ဒီတခါစိတ်ဝင်စားလို့ရှိရင်ငပုံနာဆိုတဲ့ကောင်တွေ့တဲ့အခါကျရင်အပိုက်ထဲကနေခွဲပြီးတော့အဲ့ဒီငဥလေးတွေကိုရေးကြည့်ပါလားဘယ်လောက်ရှိမလဲလို့နော်ငါးရကောင်ထဲမှာဥပေါင်းဘလောက်ရှိနဲတာမဟုတ်သူတို့ဥရဲ့အဲ့တော့ငါးတောင်မဖြစ်လိုက်ရပဲနဲ့လောကကြီးမှာသူကသိသွားရတယ်အဲ့လိုဘဝတွေကအများကြီးဖြတ်တန်းနေကြတယ်နော်အကောင်တောင်မဖြစ်လိုက်ဘူးမျက်စိတောင်မပေါ်သေးလို့လောကကြီးကိုတွေ့တော့မတွေ့လိုက်ရဘူးအဲ့တော့ငါးတွေကြက်တွေသာလားလို့ဆိုမဟုတ်ဘူးလူတွေထဲမှာလည်းပဲလူဘဝကိုမတွေ့လိုက်ရတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီမှာဆေးပညာရှင်တွေပြောတာရှိတယ်မိခင်ရဲ့ဝမ်းထဲမှာသတိတည်ပြီးပြတ်သွားတာတွေအများကြီးရှိတယ်တန်းချီရှိတယ်နော်အဲ့တန်းချီတဲ့တဲ့အမှလူစားတူလောက်ဖြစ်လာအောင်မြင်လာတာတစ်ခုပဲရှိတယ်မအောင်မြင်လို့ပြည့်စည်သွားတာတွေအများကြီးအဲ့ဒါသေသွားတာပဲလေတတိဘဝမှာပဲသိဆုံးသွားတာကလလရေချီဆိုတဲ့အစ်စ်မှာပဲသိသွားတဲ့လူတွေအများကြီးပဲအဲ့ဒါတွေကြတော့ကြည့်မယ်ဆိုရင်အမှောင်တွေကလာပြီးအမှောင်ထဲမှာပဲဖြတ်တန်းသွားရတယ်လူတော်ဖြစ်လိုက်ရအဲ့လိုတန်တရားထဲမှာခီးသွားနေတဲ့တတ္တဝါတွေကအများကြီးပဲကြက်တောင်မဖြစ်လိုက်ဘူးဥဘဝမှာသေးတယ်ငါးတောင်မဖြစ်လိုက်ဘူးဥဘဝမှာသေးတယ်မိချောင်းတောင်မဖြစ်ရဘူးဥဘဝမှာသေးတယ်လိတ်တောင်မဖြစ်ရဘူးလိတ်ဥဘဝမှာသေးသွားတယ်ဘဝစိတ်တောင်မဖြစ်ရသေးဘူးဥဘဝမှာသေးသွားတယ်အများကြီးပဲအကုန်လုံးနော်ကဲဦးကျဦးတွေအကုန်ကြည့်လိုက်လောကမှာပေါက်ဖွာလာဖို့ပေါက်ဖွာလာနေကရှောနိ၄ပါးလို့ခေါ်တယ်မွေးဖို့မွေးနိ၄ခုရှိတယ်ဝေဖို့မွေးနိ၄ခုတစ်ခုကဘာတော့ဆိုလို့ရှိရင်ဆလာဖူးစာလူတွေနွားတွေမြင်းတွေမွေးဖို့မွေးနိကတစ်မျိုးမိခင်ရဲ့သားအိမ်ထဲမှာတရေတည်ပြီးတော့မွေးတာနော်အဲ့ဒါကိုဆလာဖူးစာလို့ခေါ်တယ်ဆလာဖူးဆိုတာသားအိမ်စဆိုတာဖြစ်တာဆလာဖူးစာနောက်တစ်ခုကအန္တဇချက်တွေငှက်တွေလိတ်တွေပြီးချောင်းတွေဥအနေနဲ့ရင်မွေးတယ်ပြီးတော့မှဥကနေပေါက်ပြီးတော့အကောင်ဖြစ်တယ်အဲ့ဒါကြတော့အန္တဇလို့ခေါ်တယ်အဲ့ဒါမွေးနည်းတစ်ခုနောက်တစ်ခုကတန်သေးတဇတဲ့အမေရဲ့အဖေရဲ့မရှိဘူးစိုးထိုင်းတဲ့ moisture နော်ဟိုငပိထဲမှာလောက်တို့ဟာမျိုးတွေရှေးဘုံရည်သူထဲမှာအဖလောင်းတွေတာလောင်းတွေအဲ့လိုဟာမျိုးတွေမွေးတာကြတော့တန်သေးတဇလို့ခေါ်တယ်နောက်တစ်ခါဩပပတိကဆိုတာအကောင်နေနဲ့ပွားနဲ့ပေါ်လာတာအမေဖေနဲ့မွေးတာမဟုတ်ဘူးတရေတီးနေတာမဟုတ်ဘူးပွားနဲ့ပေါ်လာတယ်အဲ့ဒါတွေကဘာလို့ဆိုနတ်တွေတို့ပြိတ္တာတွေတို့တဆေးတွေတို့တရေတွေတို့လို့မွေးလာ
ချက်ချင်းပေါ်လာဖွာကနေဖြစ်သွားတာအဲ့ဒါဩပပတ္တိကအဲ့တော့လောကမှာတတ္တဝါတွေမွေးဖွားတာ၄မျိုးရှိတယ်အဲ့ဒါကိုထပ်ပြီးတော့လူတွေဟာဘယ်နှမျိုးနဲ့မွေးတယ်လဲဆိုလို့ရှိရင်ကဗျာလေးရှေးဆရာတော်ကြီးတွေရေးထားတဲ့ကဗျာလေးရှိတယ်ဘုံမစိုးဖြတ်ကျွန်းနဲ့နေစာငရဲရွာတစ်တာဥပပတ်ဘုံမစိုးနတ်မတပါဘုံမစိုးဖြတ်ကျွန်းနဲ့နေစာဘုံမစိုးဖြတ်ကျွန်းနဲ့စာဘုံမစိုးနတ်မတပါတခြားနတ်တွေနော်ဘုံမစိုးနတ်ကတော့လူတွေမွေးတယ်လို့မွေးတယ်လေတရေတဲ့ပြီးတော့မွေးတာဘုံမစိုးနတ်ကဘုံမစိုးဖြတ်ကျွန်းနဲ့ဘုံမစိုးမတပါတော့နတ်တွေဘုံမစိုးနတ်မတပါအထက်နတ်တွေပေါ့နော်ကျွန်းနဲ့နေစာဆိုတာနေစာမတဏိကပြိတ္တာဆိုတာမိတရေတကူလုံးမိတောင်နေတာသို့မဟုတ်မိအိုးကင်းကြီးကိုရွက်နေတယ်လို့ထင်ရတယ်မိတရေအဲ့ဒါတွေကဘုံမစိုးဖြတ်ကျွန်းနဲ့နေစာငရဲရွာအဲ့ဒီနေစာမတဏိကပြိတ္တာလည်းပဲဟိုလူလို့မမွေးဘူးသူကတောင်းမို့ကျွန်းနဲ့နေစာနတ်အလုံးသည်ပွားကနေပေါ်ပြီးဥပပတ္တိကနဲ့မွေးတာနေစာမတဏိကပြိတ္တာလို့ခေါ်တဲ့မိတရေမျိုးတွေကလည်းပဲပွားကနေမွေးတာငရဲရွာငရဲကြတဲ့သတ္တဝါတွေကလည်းပဲပွားကနေမွေးတာဥပပတ္တိကတစ်မျိုးတည်းပဲရတယ်လို့ဆိုလို့တယ်ဘုံမစိုးဖြတ်ကျွန်းနဲ့နေစာငရဲရွာတစ်တာဥပပတ်ဘုံမစိုးမတဝါသောနတ္တိပြမာတွေနေစာမတဏိကပြိတ္တာရဲ့ငရဲသားတွေအလုံးရဲ့အဲ့ဒါတွေဟာဥပပပတိတရေတစ်မျိုးတည်းပဲမွေးတယ်လို့သူတို့ပြောတာအကျွင်းကတိ၄ယောနိအကျွင်းကတိဆိုတာကျန်တဲ့တတ္တဝါတွေအလုံးလူအပါဝင်ကျန်တဲ့တတ္တဝါတွေအလုံးကယောနိ၄မျိုးတဲ့မွေးဖို့မွေးနည်း၄မျိုးရှိတယ်အဲ့တော့လူကလည်းပဲတော့ရှားပါတာသာရှားပါတာလူတွေမွေးတာလည်းပဲ၄မျိုးရှိတယ်ပြောတာဩပပတ္တိကဆိုပွားကနေဖြစ်တဲ့လူရှိတယ်နော်တန်သေးရဇဆိုပြီးတော့အညိကိုဆွဲပြီးတော့ဖြစ်တယ်လူရှိတယ်မြန်မာရာဇဝင်ထဲမှာဝေတုဝတိမိဖုရားဆိုတာရှိတယ်အဲ့ဒါဝါပင်ကိုဆွဲပြီးတော့မွေးတာလို့ပြောတယ်စာပေထဲမှာပောက္ခရတတိပုံနာဆိုရင်ကြာထဲမှာမွေးတာဘဒုမဒေဝီဆိုတာကြာဝင်ထဲမှာမွေးတာတော့အမေမရှိဘူးဖေမရှိဘူးကြာတဲ့ကအစိုးထိုင်ထဲမှာသူဖြစ်လာတာအဲ့ဒါတန်တိတဇာလို့ခေါ်တယ်ဗမာတွေကတော့တန်တိသူလို့ခေါ်ကြတယ်တန်တိသူလို့ခေါ်တယ်တော့အမပါဠိတို့ဘာလို့ဆိုတော့လဲစိန်သမဏတို့အမပါဠိတို့ဆိုတာတဲ့ပင်မှာမွေးတာလို့သူဆိုတယ်အဲ့ဒါတွေကလည်းမွေးပုံမွေးနည်းမတူတာအဲ့တော့လူတွေမှာဥပပမွေးနည်းနဲ့မွေးတာရှိတယ်တန်သေးရစမွေးနည်းနဲ့မွေးတာရှိတယ်အခုရိုးရိုးမွေးတဲ့ဆလာပူဇာနဲ့ရှိတယ်ဥကနေမွေးတဲ့လူသားလည်းရှိတယ်တဲ့ကိန္ဒယဥကနေပြီးတော့လူမွေးတာရှိတယ်နခါဥကနေပြီးတော့လူမွေးတာရှိတယ်ဒါကတော့သမိုင်းထဲမှာပဲရှိနေရှိနိုင်တယ်ဆိုတာရှားပါတာလေရှိနိုင်တယ်လို့ပြောတာရှိလည်းရှိခဲ့တယ်ပေါ့အဲ့တော့အကျွင်းကတိ၄ယောနိဆိုတာကျန်တာတွေအကုန်လုံးကဒီယောနိ၄ပါးနဲ့မွေးဖွားနိုင်တယ်လို့ပြောတာအဲ့တော့တတ္တဝါတွေဟာအဲ့လိုလောကကြီးမှာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာအမုဒ္ဒမာရဗန္နနာကိရိတာရဲ့နှောင်ဖွဲ့ကသူတို့လွတ်သွားတာမရှိကြဘူးတဲ့တို့ဆိုလို့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီရာဂမီလောင်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရာဂမီလောင်နေလို့ရှိရင်နော်ဘဝနောက်တော့မကောင်းဘူးငရဲ့တိရစ္ဆာန်ပြိတ္တာမှာရှောင်းနိုင်တယ်ဒေါသမီလောင်ရင်လည်းငရဲ့တိရစ္ဆာန်ပြိတ္တာအခုထုရိပုံတွေရောက်တယ်မောဟမီလောင်လို့ရှင်လည်းတို့တူပဲငရဲ့တိရစ္ဆာန်ပြိတ္တာ
အဲ့ဒီဘုံဘဝတွေကမလွတ်နိုင်ဘူးတဲ့ဒါဖြင့်အဲ့ဒီရာဂမီးကိုညှိမ့်တတ်ရမယ်မညှိမ့်တတ်နိုင်လို့ဆက်လောင်ရင်ဒီဒုက္ခတွေကြုံရမယ်သူတို့ဆိုလို့တယ်နော်အဲ့တော့မြတ်စွာဘုရားတရားဟောတာပြည့်စုံတယ်သူကရာဂမီးကိုညှိမ့်တတ်တဲ့နိဗ္ဗာန်ပေးတာရာဂမီးလောင်တယ်လို့ပြောတာမဟုတ်ဘူးထွက်ပေါက်ပါပေးထားတာအိတ်စစ်ဆိုတာရှိတယ်မလားနော်ရာဂမီလောင်ခံနေရတဲ့ပုဂ္ဂိုလ်ကထွက်ပေါက်မရှိဘဲနဲ့အမြဲတမ်းလောင်ရမယ်ဆိုရင်တော့ဒါအတဘာဝမကြောက်ဘူးလေတော့ရာဂမီလောင်နေလို့ရှိရင်ညှိမ့်သက်ပြီးတော့ထွက်ပေါက်ဆိုတာရှိတယ်အဲ့ဒီထွက်ပေါက်ကိုပေးတယ်မြတ်စွာဘုရားယေသရတ္တိဋ္ဌိဝယုတ်တာသမ္မာသမ္ဗုဒ္ဓသာသနေတေနိဗ္ဗာပင်တိရာခဲခိနိစ္စံအတုပတင်ကြီးနော်မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာနော်ရာဂမီးကိုငြိမ့်တတ်တဲ့ဤရှိတယ်တဲ့တွေ့တမှုတွေများလာလို့ရှင်ဘာနဲ့ငြိမ့်တတ်ရမလဲဥပမာပဲလူကိုတွေ့တာတယ်လူဆိုတာအမျိုးမို့တွေ့တာတယ်အမျိုးမတော်ရင်လည်းတွေ့တာတယ်တုံးနဲ့တူတွေ့တာတယ်ကြားနဲ့မနဲ့တွေ့တာတယ်အဲ့လိုဖြစ်လာလို့ရှိရင်ဘာနဲ့ငြိမ့်တတ်ရမလဲဆိုအတုပတင်ညာပွားပြီးတော့ညှိမ့်တတ်ပါတဲ့လူရဲ့ခဏမှာမတက်မတဲ့ယွန်းစဝဲတွေကိုစဉ်းစားပြီးတော့ကိုတတ်မဲ့တဲ့တဏှာကိုလျှော့ချပါလို့ပြောတာနောက်တစ်ခုကအနိစ္စတင်ညာဒီမှာတော့အနိစ္စတင်ညာကိုမဟောဘူးမြတ်စွာဘုရားကအတုပတင်ညာနဲ့ပွားပါအတုပတင်ညာဆိုတာမတင်တယ်ဘူးဆိုတဲ့ဟိုစိတ်ထဲမှာစွဲနေအောင်မှတ်ထားဖို့တို့ဆိုလို့တယ်ဟုတ်တာပေါ့လူဆိုတာမနဲ့အေးရတာပြီဆိုရင်တန်ရှင်းလုပ်ကြတယ်လေအဲ့တော့အေးရထားတဲ့အတိုင်းနေလို့ရမှာမရဘူးအေးရထားတဲ့ပုံစံအတိုင်းနေကြည့်ပါလားတစ်ပတ်လောက်ကိုယ်တော်မှပဲရှင်စရာဖြစ်လာမှာနော်အေးရထားတဲ့ပုံစံအတိုင်းဘာမှမလုပ်တဲ့ရိတ်လည်းမချိုးနဲ့မျက်နှာလည်းမသိနဲ့ဒီတိုင်းနေအတုပါလားသူပါလားစင်ကြယ်လားမစင်ကြယ်ဘူးလားဆိုတွေ့ပါတော့လူတွေတန်ရှင်းနိုင်လို့သာတူကြတဲ့သွားလို့ရတာတန်ရှင်းနိုင်လို့အကြည့်တန်ရှင်းတော့ရိုးရိုးတန်ရှင်းလို့မရဘူးသူကကာဘာလို့ရသေးတယ်ကာဘာလို့ရတယ်ဆိုတာရေမွေးဆွေရတယ်အမွေးနန္တာအသုံးပြုရတယ်ဒါတွေနဲ့ကာဘာလို့ထားအမှန်လူကမွေးတာမဟုတ်ဘူးနန္တာတွေကမွေးတာအဲ့ဒါလူကမွေးတဲ့ထင်းနေကြတခါထပ်ပြီးတော့ illusion ဖြစ်တာလူရဲ့ခန္ဓာကိုယ်ကမွေးတဲ့အရာတစ်ခုမှမရှိဘူးနော်အဲ့ဒါကာဘာလောက်ထားအဲ့ဒီကာဘာမလောက်ဖဲနဲ့မူရင်းကိုသိအောင်စိတ်ထဲမှာစွဲနေအောင်မှတ်ထားတာအတုပတင်ညာမတင်တယ်ဘူးမတင်တယ်ဘူးဆိုတော့ဘယ်မှာသိတော့ဆိုရင်လူတယောက်ဟာအသက်နဲ့ကိုယ်နဲ့ကိုယ်စားကွဲသွားပြီဆိုရင်ဒါလူတွေအတုပလို့ခေါ်ကြတာအဲ့ကြမှာအတုပခေါ်တယ်အမှန်တော့တည်သွားတဲ့ dead body နဲ့အသက်ရှင်တဲ့ dead body ဟာယွန်းရခြင်းတူတူပဲနော်အဲ့လိုမြင်အောင်ကြည့်ရမယ်အဲ့ဒါကြောင့်ရာခေကိဆိုတဲ့ရာဂမိကိုအမြဲတမ်းမတက်မတဲမစင်ကြယ်တဲ့အနေအထားတွေကိုကြည့်ရှုပြီးတော့ငြိမ့်သက်ပါမြတ်စွာဘုရားကမာဂဏီပုံနာကြီးကိုပြောလိုက်တဲ့စကားချီပေါ့မုဒ္ဒခိမေဝိဒံမုဒ္ဒကရိတပုံနံပါရပိနံတံဖုတိတုနာဣစေမင်းသမီးမာဂဏီကတဲ့ကျင်ကြီးကျင့်ငယ်တွေနဲ့ပြည့်နေတာဆိုယွန်းစရာတွေနဲ့ပြည့်နေတာလို့ပြောလိုက်တာပဲမှာမဟုတ်လားဟုတ်တာကိုယ့်ကိုယ်လည်းကြည့်ပေါ့ဘိုက်ထဲမှာကြည့်လိုက်ယွန်းစရာတွေကြည့်ပဲလေဆရာဝန်တွေမေးကြည့်ပါလားမယွန်းဘူးလားလို့သူတို့နှာခေါင်းပိတ်ထားလို့ဘိုက်ခွဲကြည့်ယွန်းစရာတွေရွက်ထွက်လာအဲ့တော့အတုဝဆိုတာသေမမဟုတ်ဘူးခဏကိုမှယွန်းစရာတွေကိုတွေးပြီးတော့ရာဂမဖြစ်အောင်ကာကွယ်ရမယ်ရှော့ချရမယ်လို့သူပြောတာနော်ပစ္စည်းပေါ်ကြတော့အနိစ္စတင်ညာနဲ့ရှော့ချ
တွေ့တာမှုကနှစ်ခုရှိတယ်လူကိုတွေ့တာရရှိတယ်ပစ္စည်းကိုတွေ့တာရရှိတယ်ပစ္စည်းကိုတွေ့တာရကြတော့အော်ဒီပစ္စည်းကငါမသုံးနဲ့သူကအချိန်တန်ပြတ်သွားမှာပဲအချိန်တန်လို့ရှိရင်ပစ္စည်းကတော့လည်းလူကိုစွန့်လူကတော့လည်းပစ္စည်းကိုစွန့်ဥစ္စာကွဲမှာပဲအဲ့သုံးသိရင်သုံးနှမျောမနေနဲ့လို့ဆိုလို့တယ်အဲ့ဒါအနိစ္စတင်ညာနဲ့တဏှာရာဂကိုရှော့ချတဲ့ဒီမြတ်စွာဘုရားဒီစနစ်ပါပေးတာထွက်ပေါက်ပါပေးလိုက်တာရာဂမီးလောင်ခံရရင်မင်းဒီထွက်ပေါက်ကထွက်အခုကလည်းရှိရလေfire exit ဆိုတာဟို emergency exit ဆိုတာအဆောက်အဦတွေပဲမီးလောင်ပြီဆိုဘယ်အထွက်ဆိုတာပေးရတယ်ရန်ကုန်မှာဆိုရင်တိုက်မြင့်နေဆောက်တာပြီဆိုရင်အဲ့တော့ emergency case မှာဆိုရင်နောက်ကလေကာပေါက်ထည့်ရတယ်လေအဲ့ဒါအနေကျုံလာလို့ရှိရင်ထွက်ပေါက်ထွက်တယ်ခုခေတ်တော့ခွင့်ပြုချက်လေးရအောင်လို့ဟန်လေးတက်ပြလိုက်ပြီးရင်ဖြုတ်သွားကြ emergency exit တကပေါ့လေကားဆိုတာမထားကြနော်တကယ်ဒုက္ခရောက်လာပြီဆိုရင်အဲ့ဒါမရှင်းဒုက္ခရောက်တယ်ပေါ့အဲ့တော့အဲ့ဒါအခုလည်းပဲကိုယ်မှာရာဂမီးလောင်ပြီဆိုရင်ထွက်ပေါက်ရှာဘာနဲ့ရှာမလဲဆိုရင်အတုအတင်ညာပွားဘုသူ့ပေါ်မှာတွေ့တာစိတ်ပေါ်လဲအဲ့တွေ့တာစိတ်ပေါ်တဲ့ပုဂ္ဂိုလ်ပေါ်မှာအတုအတင်ညာပွားတာကိုလည်းအတုအတင်ညာပွားတခြားပုဂ္ဂိုလ်တွေပေါ်မှာလည်းအတုအတင်ညာပွားလို့သူဆိုလို့ဒါဖြင့်ဒေါသမီးတွေလောင်နေပြီဆိုရင်စိတ်တူတတ်တယ်ခဏခဏစိတ်ဆိုးတယ်အလိုမကျဖြစ်တယ်မုန်းတယ်ဆိုတာဒေါသမီးလောင်ရင်တော့ဗာနဲ့လို့အောင်ဒေါသခိမ္ပနမေတ္တာယနိဗ္ဗပိဏိနရုတ္တမတကယ်ပုဂ္ဂိုလ်တွေကဒေါသမီးလောင်ပြီဆိုရင်မေတ္တာနဲ့ညှိမ့်တတ်ကြတယ်အဲ့တော့မေတ္တာနဲ့ညှိမ့်တာစိတ်ဆိုးမခံနဲ့စိတ်ဆိုးတယ်ဆိုတာဘာကြောင့်ဆိုးတာတော့လို့သိချာကြည့်လိုက်လို့ရှိရင် तू ကအဆိုးမြင်လို့အပြစ်မြင်လို့ဒေါသဖြစ်တာအဲ့ဒီအပြစ်ကိုမကြည့်နဲ့အပြစ်ကိုမကြည့်ဘဲနဲ့ကောင်းတာလေးကိုရွေးချယ်ကြည့်ဒါကြောင့်မို့ဟိုရင်ပြောတာဒီနှစ်သက်စရာကောင်းတဲ့အခြေအနေလေးတစ်ခုကောင်းတာလေးကိုကြည့်ရှုပြီးတော့မေတ္တာပွားရမယ်ဥပမာပါနဲ့တူလို့ဆိုလို့ရှိရင်မော်ဒီဖုံးနေတဲ့ရေကိုလည်းရေကတာတောက်ချင်တယ်ဆိုဘာလို့ရတော့ရေအိုင်တော့တွေ့တယ်အဲ့ဒီရေအိုင်ကြီးကိုမော်ဒီညင်းနေဖုံးနေတယ်ဆိုအဲ့တော့လက်လေးနဲ့အဲ့ဒီမော်ဒီကိုဖယ်ပြီးတော့ရေတောက်တယ်အဲ့ဒါလိုပဲလူတွေဆိုတာခုံတဲ့အပြစ်နှစ်ခုရှိတယ်အဲ့တဲ့အပြစ်ကိုအသာလေးဖယ်ထားပြီးတော့ကောင်းကွက်ကလေးတွေကြည့်ပြီးတော့မေတ္တာပွားရမယ်လို့သူပြောတာအပြစ်ကိုမကြည့်နဲ့ကောင်းတာလေးရှာကြည့်ပြီးတော့မေတ္တာပွားအဲ့ဒါဒေါသဆိုတဲ့မိကိုမေတ္တာနဲ့ပဲနှိမ့်သက်ရမယ်လို့သူဆိုလို့ပဲเนาะဒါပြင်မောဟမိကြတော့ဘာနဲ့နှိမ့်သက်မလို့ဆိုမောဟကိပ္ပနာပညာယယာယံနိဗ္ဗေဒခာမိနိမောဟမိကြတော့ပညာနဲ့ပဲနှိမ့်သက်ရမယ်အဲ့တော့ပညာရအောင်ကဘာလို့ရတာတရားနာရမယ်စပ်ဖတ်ရမယ်မြတ်စွာဘုရားဟောတာတဲ့တရားတွေကိုဆင်ញင်သုံးသပ်ရမယ်အဲ့ဒါတွေကမောဟမိအတွက်အဖြေတွေပဲမသိတာမေးတယ်စွန်းစမ်းတယ်ဆင်ញင်သုံးသပ်တယ်အဲ့ဒါမောဟမိရှားရန်နိဗ္ဗေဒခာမိနိစာတကယ်ကိုအဆင့်အမြင့်ဆုံးကိလေသာတွေကိုဖောက်ခွဲနိုင်တဲ့မောဟကိုဖောက်ထွင်းပြနိုင်တဲ့အရတ္တမေဆိုတဲ့အတိညာရသည့်ထီအောင်ကြိုးစားပြီးတော့အဲ့ဒီပညာနဲ့ပဲမောဟမိကိုငြိမ့်တတ်ပါလို့ပြောတာအဲ့တော့မောဟမိကပညာနဲ့ပဲငြိမ့်တတ်ရမယ်အမှန်သိအောင်ကြိုးစားပြီးငြိမ့်တတ်ရမယ်တေနိဗ္ဗပိတဝနိပကရတ္တိန်တိဝမတ္တန္တိတာအတေတံပရိနိဗ္ဗန္တိအတေတံဒုက္ခမစ္စကုံအဲ့လိုရာဂမိလည်းညှိမ့်တတ်လိုက်တယ်ဒေါသမိလည်းညှိမ့်တတ်တယ်မောဟမိလည်းညှိမ့်တတ်တယ်နေရောညပါမိလောင်ကြမှုတွေအကုန်လုံးညှိမ့်နိုင်ပြီဆိုလို့ရှိရင်အတေတံပြိနိဗ္ဗာန်တိဘာမှအကျွင့်ကြံမရှိအောင်အပူဆိုတာမရှိတော့အလုံးငြိမ့်သွားတယ်အတေတံဒုက္ခမစ္စကုံဆင်းရဲဒုက္ခဟူသမျှကိုလည်းပဲကျော်လွှားနိုင်တယ်တဲ့
အရိယတတဝိတခုနောတမ္မပညာတမ္မထင်ညာယပဏိတာသာဒိဋ္ဌိယမပိညာယနာခိသန္တိပုဏ္ဏဘောအဲ့ဒီလိုမြင့်မြတ်တဲ့အသိဉာဏ်တစ်ခုရရှိလာတဲ့ပညာရှိပုဂ္ဂိုလ်တွေဟာမှန်ကန်တဲ့အသိတရားတွေနဲ့သာတိဒုက္ခကုန်ရရတ္တမေရတ္တဖို့ဆိုတဲ့အစင်မြင့်တဲ့တရားကိုသိသွားပြီဆိုလို့ရှိရင်တော့တဲ့နာခိသန္တိပုဏ္ဏဘောနောက်ဆုံးကြတော့အလုံးကိုချုပ်လိုက်တာတော့ပညာပဲပညာနဲ့ပဲချုပ်လိုက်တာနော်အဲ့ဒီပညာကမဲ့ပညာဖို့ပညာမဲ့လေးပါးနဲ့တွဲလာတဲ့ပညာဖို့လေးပါးနဲ့တွဲလာတဲ့ပညာအဲ့ဒီအသိပညာနဲ့တည်တည်ချာချာသာတိကုံရနိဗ္ဗာန်ကိုတွေ့ပြီပညာနဲ့မြင်ပြီဆိုလို့ရှိရင်တော့နာခိသန္တိပုဏ္ဏဘောနောက်ဘဝကိုဘယ်တော့မှမလာတော့ဘူးဆိုလိုတာကခန္ဓာမဖြစ်တော့ဘူးနော်နိဗ္ဗာန်ရောက်တဲ့ဆိုတာခန္ဓာမဖြစ်ဘူးတန်တရားဆိုတာခန္ဓာဖြစ်နေသေးတယ်ခန္ဓာရှိနေသေးရင်မိရလောင်အောင်မှာပဲခန္ဓာမရှိသည့်အတွက်ကြောင့်မိရမလောင်နိုင်တော့ဘူးအဲ့ဒါထာဝရငြိမ့်သွားတဲ့အငြိမ့်တတ်ပဲဖြစ်တယ်လို့ဒါကအက္ခိသုတ်တံမှာမြတ်စွာဘုရားဟောတဲ့မိသုံးပါးတရားနော်တစ်ဆက်တည်းပူမိတွေကအဆိုးဆုံးဖြစ်တဲ့ဒီမိသုံးပါးကိုခွဲခြားပြီးတော့မိငြိမ့်သက်နီးနေတဲ့ကွာမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍမှာစာတိရလာလို့ရှိရင်စရမိဗျာရိမိဒါတွေကလောင်းမှာပဲဖြစ်တယ်သောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတာလည်းပဲကိရိတာမကင်းသေးရင်တွေ့နေဥမှာပဲဖြစ်တယ်အဆိုးဆုံးဖြစ်တဲ့ရာဂမိဒေါသမိမောဟမိတွေကိုအခုနီးနဲ့အတိုင်းဖြည့်ရှင်းပြီးတော့မိမလောင်အောင်ကာကွယ်ဆောင်းရှောက်နိုင်မယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခအလုံးကိုလွန်မြောက်နိုင်ပါတယ်ဆိုတာကိုမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမအတိုင်းချစ်ကြံကြုတ်ကုတ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း